အားလုံးပဲမင်္ဂလာပါရှင်အလဲသူကိုသူဘလော့ကာလေးတန်းလို့ပါလို့နဲ့နော်ကဲကေတို့အခုတော့ဘလို့တွေတောင်ပျော်ရွှင်နေသလဲဆိုတာလိုက်ကြည့်လိုက်ကြပါအောင်အခုရောက်နေတဲ့နေရာလေးကတော့အလဲ Winter Wonderland ဖြစ်ပါတယ်Winter Wonderland မှာဘာရှိသေးဆိုတာကလားတူလိုက်ကြည့်မယ်သွားစော့မယ်ကစားမယ်ကဲကေတို့ကတငယ်ချင်းတွေနဲ့တူသွားတာပါအခုရောက်နေရတော့ Blue Gate ပေါ့နော် Blue Gate ကနေဝင်မယ်ဒါကကေတို့ first time လည်းဖြစ်တဲ့အတွက်ကြောင့်မို့အထဲမှာဘာတွေရှိလဲဘလို့တွေကစားရမှာလဲဘာတွေစားစရာရှိတယ်လဲဆိုတာတော့ so excited ပဲကွာသိရမလားအဲ့တော့ okay ဒီမှာ Q တဲ့ဟေး Q ကလည်းအရင်မကြောက်မြန်နေသေးတာတို့ကလည်းလိမ့်နေအများကြီးဖွင့်ပေးထားတော့လေကြီးတော့ဒါလူတွေကလည်းအများကြီးပဲလို့ထင်ရပေမဲ့လေထဲကိုရောက်သွားတဲ့အခါကျတော့သူ့မြာလေးနဲ့သူပဲလူတွေကဘောနော်ပြင်းညိတက်ပြီးတော့ဖြစ်နေရတော့မဟုတ်ဘူးပေါ့နော်ဒီလားအဲ့တော့အဆင်ပြေလေဒီလားအကြီးလဲအကြီးဆိုတော့စားတော့ဆိုင်နေအများကြီးရှိသလိုအဲ့လိုကစားစရာအယုတ်ကောက်မလားအဲ့လိုပဲကစားမလားပေါ့နော်အများကြီးပဲကေတို့ကတော့အမ first time ဆိုတော့ပေါ့အေးငင်းနဲ့စားလိုက်ငေးလိုက်ရုပ်ကောက်လိုက်ပျော်လိုက်ပါလိုက်နဲ့တငယ်ချင်းတိုင်နဲ့သွားကြတာပေါ့နော်အဲ့ဒါအရန်ကိုမှပျော်စရာကောင်းတာပါဆိုလီတိလားအဲ့မှာကြည့်အောင်အဲ့ဒါကိုရီးယား first menu ဘာကစားကြပါတယ်ပြီးရင်လည်းအမလီထက်ဆောင်အောင်ပါတိလား okay အဲ့ပြီးတော့အယုတ်ကောက်မယ်ပေါ့ဟဲ့ရုပ်ကောင်းမယ်ဆိုအဲ့တကယ်လည်းတော့အဲ့နွားလေးကိုလိုချင်တာသူတို့ကကြတော့သိရမလားအဲ့လိုလွယ်ကူကူနဲ့တော့မရဘူးပေါ့အေးဟဲ့သိလားအဲ့လိုလေးဟိုရမလားနဲ့စူးစမ်းခဲ့ရင်လည်းပတ်စံနေလဲတော်တော်ကုန်ခဲ့ပါတယ်ရှင်မလေးအမတရေရထားဆိုရင်လည်းအဲ့လို VR တွေပါတယ်နဲ့သိလားအရန်ကိုမှလေဟိုဘယ်လိုလဲဆိုတော့အဖြစ်တော့မဟုတ်ပဲနဲ့ကွာတကယ်ကိုမှအရင်ကိုပျော်စရာကောင်းတယ်ပေါ့နော်ဒါကလေကေအတွက်ကလည်း first time ဖြစ်တာလဲပါမှာပေါ့နော်ကိုကတော့အရင်နေသဘောကျတယ်ပြီးရင်ကိုကစားရတာကြိုက်တယ်လေနော်အဲ့လိုကစားရတာကြိုက်တယ်ဆိုတော့သဘောတွေကြားတာပေါ့နော်အဲ့ကေလန်ဒန်ကိုဒီလိုမျိုး Christmas ချိန်လာမယ်ဆိုရင်တော့ Winter Wonderland ကမဖြစ်သွားမယ်နေရပါအမလေးဒီမှာကြည့်ကေတို့မြားပစ်ပေါ်လုံးပေါ်ရေးဟဲ့ဒီလားသူက9ကပြင်း4ကနိုင်အယုံရမယ်အယုံကတော့တီးတီးလေးပဲရတာပါဒါမဲ့နိုင်ခဲ့ပါတယ်ရှင်ကျမနိုင်မှာပေါ့လွယ်လေးကိုအယုတ်ကလည်းနိုင်ခဲ့သေးတယ်အဲ့ဟာတခုနိုင်နေပြီနောက်ထပ်အဲ့မှာဟိုရေထဲမှာလှဲပြီးတော့လေအမှာဟိုငမားချင်းနဲ့ဂိမ်းလဲနိုင်ခဲ့သေးတယ်အဲ့ဒါဗီဒီယိုမရိုက်ခဲ့လိုက်ရအောင်ကဲအဲ့တော့မှပြစ်လေတလီပေါ့နော်ကျမအဲ့မှာခုံယူဝင်ကြစားတယ်ပြီးတော့ရှိသေးရတော့တိလားအဲ့ထဲမှာအဲ့လိုမျိုး station တွေပေါ့နော်မိုးလုံးလေးလုံး station တွေလည်းရှိတယ်အမလကား free ကြီးပေါ့နော်အဲ့ထဲမှာရှိတဲ့ဆိုင်တွေကလည်းမုံနေယူဝယ်စားလို့လည်းရတယ်ပြင်ယူလာတဲ့ဟာလည်းစားလို့ရတယ်အဲ့လိုလေးပေါ့ကိုရီးယားတော့အမထိုင်ကြည့်ငင်းမောမှာစားပေါ့နော်ကဲဒီနေ့ကတော့ဒီလောက်ပါပဲရှင်